နော်ဆိုတော့ဒီ tense future tense ကိုတော့မယ်ပေါ့နော် future tense ဆိုလို့ရှင်တော့ဒီ will ပေါ့ modern verb ကိုတည်ရနော် can go shall should တို့ဟုတ်အဲ့ဒီထက်ကဒီ will နဲ့ shall ပါတယ်ပေါ့နော် future tense မှာအဲ့ဒါဟုတ်ကဲ့ပါတယ်ဆိုတော့ဒီမှာရှိတဲ့ example sentence တွေကိုဖတ်ကြည့်အောင်ဒီအရင်ဆုံးဒီ၃ကြောင်းလောက်ကိုအရင်ဖတ်မယ် yes oh I left the door open I will go and shut it the bed look heavy and I will help you with it A can you give Tom this book sure I will give it to him when I see him this afternoon thanks for lending me the money I will pay you back on Friday. Will you please turn the music down? It's too loud. Please do it. And I'm tired to give her advice, but she won't listen. Should I open the window? The last one I've got no money. What should I do? What do you suggest? okay so future tense oh I left the door open I go and shut it ဒါတွေကဒီ daily life မှာပြောကြရင်ပါငါတကားဖွင့်ပြီးထားခဲ့တယ်အခုသွားပြီးတော့ပိတ်အောင်မှာအဲ့ဆိုလို့ရှိရင်ဘာ tense ကိုသုံးတာ future tense ဟုတ်တယ်နော်ဟောတော့ထင်နိုင်လေတကားပိတ်အခုပိတ်တာပဲဒီတိုင်း will မသုံးမနဲ့ဒီတိုင်း go သုံးလို့မရဘူးအဲ့လိုမျိုးအခုလိုစကားပြောနေတဲ့အချိန် decision ရှာတယ်ငါအခုသွားပိတ်မှာဆိုရင်ငါတကားဖွင့်လို့ထားခဲ့တယ်တကားအခုသွားပိတ်မှာဆိုတဲ့အချိန်မှာကိုက decision ရှာလိုက်ပြီဟုတ်တယ်နော်အဲ့ဆိုလို့ရှိရင် future tense ကိုသုံးလို့ရအောင် That bag looks heavy I help you with it ဒီဟာအရန်လေးမဲပုံပဲမင်းကကူညီတယ်ဘာတယောက်ယောက်ကူညီချင်လို့ရှိရင် present tense နဲ့ကိုကပြောမယ်လို့ထင်တယ်ဟုတ်တယ်နော် I help you with it အဲ့လိုမျိုးဒါပေမဲ့ဘာပဲသုံးပါလဲ future tense ပဲသုံးပါလေ Can you get Tom this book ဒီစာကို Tom စီပေးလို့ရမလား I gave it to him သူ့ကိုပေးလိုက်ပါပဲ When I see him this afternoon Thanks for letting me the money ပတ်စံ share တဲ့အတွက်ကျေးဇူးတင်ပါတယ် I will pack you back Friday တော့ကြာနေကြအောင်ရှင်ပြန်ဆောင် We should please start the music now it is too loud ဆိုတော့ဒီမှာ will နဲ့သုံးထားတယ်သူကဘာတိတ်ပေးလဲဆိုတော့ please do it နဲ့တူပဲသူကယဉ်ကျေးတယ်ပေါ့နော်တန်လည်းနည်းနည်း short ပေးလို့ရမလားကျေးဇူးပြုပြီးတော့အင်္ဂလိပ်စာမှာဆိုလို့ရှိရင် please ကိုထိလို့ရှိရင်ယဉ်ကျေးတယ်ပေါ့နော်အားကြောင့်ဒီ future tense ကကိုကဒီ future အခြေအနေကိုပြောချင်တာမဟုတ်ဘူး present အခြေအနေမှာယဉ်ကျေးချင်တယ်ဆိုလို့ရှိရင်ဒီ future tense ကိုသုံးလို့ရတယ်ဖြေတော့ငယ်ငယ်ကလေးကပြောကြတယ်လေဒီ may I go out please ပြင်ခဏတော့အပြင်toilet တို့ဘာလို့သွားလို့ရှင်အဲ့ဆိုဒီ may ကိုသုံးတယ်ဟုတ်တယ်နော် ဟုတ် may ကိုသုံးတယ်အဲ့ဒါကဒီ modern verb ထဲမှာပါတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လို့သုံးတာလဲဆိုတော့သူကယဉ်ကျေးတဲ့အသုံးလုံးဖြစ်အောင်ဒီမှာလည်းအဲ့လိုပဲ would တို့ would တို့ခင်ဗျားရှင်းပြောတယ် would you like to introduce မိတ်ဆက်ပေးလို့ရမှာ would အဲ့ဒါကိုသုံးလို့ရှင်ထားရင်ကြည့်တယ်ဒီမှာ would လည်းတူတူပဲ I'm trying to give her advice but she won't listen will not ပေါ့ shall I open the window shall လေးလာပြီသူက will တခုလေးရှိတာမဟုတ်ဘူး shall လေးရှိတယ် I'm got no money ပတ်စံမရှိဘူး what shall I do ဘာလုပ်တယ်လဲအဲ့လိုပေါ့ဆိုတော့ဒီဟာကိုရှယ်ဒီအတန်ထွက်ဖတ်ပြမယ်ပေါ့နော်အဲ့ဒါကို repeat after me right ဟုတ် Oh I left the door open I go and shut it Oh I left the door open I'll go and shut it ဒီမှာကြတော့ I will go ပေါ့နော် I will go ကိုသူကအတူရေးလိုက်တယ်အတူဆိုတော့ I'll go ဒီ I ပြီးတော့ဒီ and တယ်လေးပေါ့ပါတယ်ပေါ့နော်ဒီ I ရိုးရိုး I မဟုတ်တော့ဘူး I'll go and shut it I'll go and shut it shut it ဒီ shut က T နဲ့ဒီအနောက်က IT နဲ့ link လုပ်လိုက်မယ် shut it I'll go and shut it shut it
I go and shut it. Very good. That bag looks heavy. Looks ဒီမှာ S အတန်ပါမယ်နော် That bag looks heavy. I have you with it. That bag look heavy. I'll have you with it. လုံးမှာ S အတန်ထည့်မယ် Loss. Lows lows Loss. S ဒီစအတန်ပေါ့နော် Loss. Lows ဟုတ် Can you give Loss. Tom this book? Can you give Tom this book? Sure. I give it to him when I see him this afternoon. Sure. I give it to him when I see him this afternoon. ဒါဆိုလို့ရှိရင် give it to him. Give it က give it. တခြင်းတွေမှာပါ Give တယ် it. နော် I give it to me, give it to me အဲ့လိုမျိုး Thanks for lending me the money. I pay you back on Friday. Thanks for lending me the money. I pay you back on Friday. We should please turn the music down. It's too loud. Will you please turn the music down? It's too loud. All right. I've tried to give her advice, but she won't listen. ဒီမှာဆိုလို့ရှိရင် I have ဟုတ်တယ်နော် ဒါ I have ဒီမှာဆိုလည်းအဲ့လိုပဲ I've tried to give her advice, but she won't listen. I'm trying to give her advice, but she won't listen. Shall I open the window? Shall I open the window? ဒီမှာဆိုလို့ရှိရင် shall I shall I ကနေပြီးတော့ shall I open the Shall window? I? Shall I open the window? All right. I've got no money. What shall I do? I've got no money. What shall I do? Okay, very good. So ဒီမှာ no ပေးထားတယ်ပေါ့နော် Spoken English will not is usually won't. So spoken ဒီ speaking ပြောလို့ရှိရင် will not ကိုမသုံးဘူးတခါတည်း won't ကိုသုံးတယ်ဘယ်နော် I can see you are busy, so I won't stay long. I won't ရေးလို့ရှိရင်တော့ will not နဲ့ရေးတာဒါပေမဲ့ speaking ပြောလို့ရှိရင်တော့ won't ကိုသုံးမယ်ဟုတ်ပြီနော် ဟုတ် ဆိုတော့ဒီမှာဒီ ဟုတ် example တွေပြောတဲ့အခါဒီမှာခဏဒီထိပြီးသွားလားမသိဘူးဒီမှာသူကို advice ပေးဖို့ကြိုးစားတယ်ဒါပေမဲ့သူနားမထောင်ဘူးဒါ refuse လုပ်တာပဲဟုတ်ပြီနော်သူနားမထောင် ဟု ဘူး တ် I open the window ငါတကားပိတ်တင်လားဆိုတာလူတစ်ယောက်ကိုဘာလုပ်တာလဲကွာအခန်းที่မှာတငယ်ချင်းတဲ့ကိုနဲ့ရှိရဲ့လေတိုက်တွေပေါ့နော်အားကြောင့်ကွာတငယ်ချင်းပြောလိုက်တယ် Shall I open the window ဆိုတော့တငယ်ချင်းကွာဘာလုပ်လိုက်တာလဲ ဖွင့်တောင်း ဖွင့်တောင်းတာဒါမှမဟုတ် suggestion ပေးတာတွေရတယ်ပေါ့နော်ငါတကားပိတ်လိုက်ရမယ်သူစကားဒီ permission လို့မျိုးပိတ်လိုက်လို့ပြောလို့ I've got no money what shall I do ပတ်စံမရှိဘူးဘာလုပ်တင်လဲအဲ့ဒါဘာပြောရလဲ အကြံဉာဏ်တောင်းတာ ဒီနေ့တောင်းတယ် What do you suggest အဲ့လိုပြောလို့ရှိရင်သူက suggestion အကြံဉာဏ်တောင်းတာပေါ့နော်ဘာလုပ်တင်လဲဟုတ်ပြီဆိုတော့ future ကိုဒီမှာသူက usage ပေါ့နော်သူ့ကိုဘယ်နေရာမှာသုံးလဲ We use I will I when we have just decided to do something when we say I'll do something we announce our decision we have just decided to do something တခုခုလုပ်ဖို့ကွာဆုံးဖြတ်လိုက်ပြီအဲ့လိုအချိန်ကြာလို့ရှိရင်ဒီ future tense ကိုသုံးမယ်ခဏပြောလို့မျိုးပေါ့နော်တကားဖွင့်ထားခဲ့တဲ့တော့ပိတ်လိုက်မယ်အဲ့လိုမျိုးကိုကပြောတဲ့အချိန်မှာအဲ့ဒါကဆုံးဖြတ်ချက်ရှာပြီးတော့ပြီပြောနေတုန်းမှာပဲဆုံးဖြတ်ချက်ရှာပြီးတော့ပြီအဲ့ဒါကို announce လုပ်တာပေါ့ငါသူ့ကိုတော့ပြီးတော့နှုတ်ဆက်အောင်တယ်အာ I will brave to hate အဲ့လိုမျိုးအဲ့လိုနေရာမှာဒီ future tense ကိုသုံးမယ်နောက်ပြီးတော့ဗာ offer လုပ်တာခဏဒီမှာလေဒီအိတ်လင်းနေလို့ကူပေးရမလားအဲ့ဒါဆိုလို့ရှိရင်ဗာလေ future tense ကိုလည်းသုံးအဲ့လိုမျိုးကွာတယောက်ယောက်တစ်ခု offer လုပ်ချင်တယ်ဆိုလို့ရှိရင် no present tense ကိုသုံးရမှာမဟုတ်ဘူး future ကိုပဲပေါ့နော်နောက်ပြီးတော့ agree သဘောတူတာသူပြောတာသဘောတူတယ်
Can you give Tom this book ဒီစာကို Tom ပေးလို့ရမှာ Sure သေချာတာပေါ့သူ့ကိုပေးလိုက်မယ် I will give it to him အဲ့လိုမျိုး agree သဘောတူတယ်နောက်ပြီးတော့ promise လုပ်တယ် promise ကဒီမှာပါလေဆိုတော့ thanks for lending me the money ပတ်စံ share တဲ့အတွက်ကျေးဇူးတင်တယ် Friday ကပြန်ပေးမယ်ဒါကတိပေးတာပေါ့နော် promise future ကိုပဲသုံးတယ်နောက်ပြီးတော့ refuse ခဏဆိုလို့ရှိရင် she won't listen သူနားထောင်မှာမဟုတ်ဘူးအဲ့လိုမျိုး refuse လုပ်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘာပဲသုံးလဲဆိုတော့ဒီ will ကိုသုံးတယ်ပေါ့နော်ဒီ future tense ကိုဒီအချိန်မှာသုံးလို့ရတယ် shall ကိုကြာ question တွေမှာပဲများသောအားဖြင့်သုံးပါတယ်တဲ့နောက်ပြီးတော့ဒီ shall ကဘာနဲ့ပဲအတွေ့များလဲဆိုတော့ I တို့ we တို့နဲ့ပဲသုံးရတယ် shall they တို့ shall you တို့သိမရှိဘူးများသောအားဖြင့် shall we go swimming ငါတော့ရေကူးသွားတင်လား Shall I go to the party tonight ဒီည party သွားတင်လားအဲ့လိုမျိုးပေါ့နော်နောက်ပြီးတော့ short ဒီ present tense မှာဆိုလို့ရှိရင် short right now တော့အဲ့လိုမျိုး past tense ဆိုလို့ရှိရင် yesterday or last night တို့ကိုသုံးသလိုမျိုးပေါ့နော် future မှာဆိုလို့ရှိရင်ဒီ probably ဒါကိုသုံးလို့ရတယ်ဖြစ်ကောင်းဖြစ်နိုင်တယ် she will go to the party probably သူ party ကိုသွားတာဖြစ်ကောင်းဖြစ်နိုင်တယ် I'm sure ဒါတွေသုံးလို့ရတယ် I think I don't think I wonder I think I will get the first prize. I think I will get the academy. Academy ရရလို့ငါထင်တယ်အဲ့ဒါဆိုလို့ရှိရင်ထင်တယ် I think နောက်က no present tense present နဲ့သုံးတာမဟုတ်ဘူး future သုံးတာဟုတ်တယ်နော်သူလာမယ်လို့ငါထင်တယ် I think she will come. I don't think she will come. I wonder လေးတူတူပဲ I wonder she will get the first prize အဲ့လိုမျိုးအဲ့ဒီအချိန်မှာဒီ future ကိုသုံးတယ်ဟုတ်ပြီနော် ဟုတ် so number ရော short ဒီ shall I နဲ့ will you နဲ့ကို compare လုပ်ကြည့်မယ် shall I shut the door ဆိုတော့ငါပိတ်ပေးရမလားဆိုတော့ခဏပြောပြီးတော့ suggestion ပေးတာပေါ့နော်ဒီတကားကိုငါ့ကိုပိတ်စေချင်တာ will you shut the door will you ဆိုလို့ရှိရင်ကိုကတခြားတစ်ယောက်ကိုပိတ်စေချင်တယ် I want you to shut it ကိုကပိတ်မယ်ဆိုရင်တော့ shall I နဲ့သုံးလိုက်မယ်ကိုကပိတ်စင်နေဆိုရင် shall I နဲ့သုံးမယ်သူများကိုပိတ်စေချင်တာဆိုလို့ရှိရင် will you ပေါ့သူများကိုခိုင်းမယ်ဆိုလို့ရှိရင် will you ပေါ့မှတ်ထားကိုကကိုလုံးမယ်ဆိုလို့ရှိရင် shall I ကနာရှာ make sensation တော့ရှာကိုကသုံးလိုက်တယ်မနော် wish you သုံးလိုက်တယ်ပေါ့နော်ကို make မဆက်ဘူးကို make ဆက်ချင်တယ်ဆိုလို့ရှိရင်တော့ shall I introduce အဲ့လို make sense ရပြီနော် okay ဟုတ် so we have this mini exercise so translate these sentences into English ဒီမှာရောဒီ number 1ကတော့ရှာမယ်ကာပွဲကိုရှေ့တော့ကဟိုလုံးလုံးရတယ်ဒီနေရာမှာ fanfare လို့သုံးလို့ရတယ်ဒါမှမဟုတ် ball လို့သုံးလို့ရတယ်ဒီအင်္ဂလိပ်စကားတွေမှာပါတယ်လေအဲ့လိုမျိုးဟိုရှေ့ကစုံနေဝယ်ပြီးတော့ကားကြရတယ်အဲ့ဒါဆိုလို့ရှိရင်တော့ ball လို့ပြောရပေါ့နော်ဒီမှာ fanfare ပဲသုံး ball ပဲသုံးရတယ်အဲ့ဆိုဒီသုံးခုကို translate လုပ်မယ်ပေါ့နော်ရှင်းပြီးတော့လို့ရှိရင်ဒီ shed ထဲမှာပဲပို့ပေးပါဟုတ်